ဒူကားမှမဖြစ်နိုင်ဘူးလို့ထင်ထားတဲ့အရာကို2019ခုနှစ်ရဲ့A7မက်လညတညမှာလူငယ်လေးတစ်ယောက်ကအကောင့်တွေပေါ်ပြခဲ့ပါတယ်။အဲ့ဒီညမှာပဲ Marcus Rashford ဆိုတဲ့နာမည်က Manchester United ပရိသတ်တွေရဲ့နှလုံးသားထဲမှာPedri ကမင်းသားအဖြစ်စတင်မြင့်တွယ်လာခဲ့ပါတယ်။ Champions League 16အသင်းအဆင့်ပထမအကြော့မှာ United ကအိမ်ဝင်းမှာ PSG အသင်းကို2ဂိုးမရှိနဲ့ဂိုးပြတ်ရှုံးနိမ့်ထားပါတယ်။ပထမအကြော့2ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့တဲ့အတွက်ကြောင့်ဒုတိယအကြော့မှာပြန်လာနိုင်ဖို့ဆိုတာကတော်ရုံတန်ရုံမလွယ်ကူလာပါဘူး။ဒါပေမဲ့ United ကတော့ဒုတိယအကြော့မှာ Lukaku ရဲ့သွင်းဂိုးတွေနဲ့မျှော်လင့်ချက်တွေအသက်ပြန်ရှင်လာခဲ့ပါတယ်။ပွဲကစားချိန်မိနစ်90ပြည့်လို့နာကျင်ချိန်ပို94မိနစ်မှာတော့တစ်ကမ္ဘာလုံးကိုအသက်ရှူမားစေခဲ့တဲ့အခိုက်အတန့်တစ်ခုဖြစ်စေခဲ့ပါတယ်။ဒီကူဒါလော့ရဲ့ကန်ချက်က PSG နောက်ခံလူရဲ့လက်နဲ့ထိခဲ့ပြီးတော့ VAR ပြန်ကြည့်ပြီးဒိုင်လူကြီးကပင်နယ်တီဆုံးဖြတ်ပေးခဲ့ပါတယ်။အဲ့ဒီချိန်မှာအသက်22နှစ်ပဲရှိသေးတဲ့ Rashford တယောက်ကဘောလုံးကိုကင်ပြီးတော့ထွက်လာခဲ့ပါတယ်။ဒါဟာ Rashford အတွက် United ကစားသမားဘဝစီနီယာအသင်းမှာပထမဦးဆုံးချိန်ခံခဲ့ရတဲ့ပင်နယ်တီပါ။သူ့ရဲ့ရှေ့မှာကဘာကျော်ဂိုးသမားကြီး Buffon ကချိနေပါတယ်။ဒါပေမဲ့ Rashford ကတော့အလွန်ကိုတည်ငြိမ်စွာနဲ့ဂိုးပေါက်တွေကိုအားပါကန်သွင်းယူခဲ့ပါတယ်။ PSG တို့ကိုယ်အိမ်ဝင်းမှာအချက်ခွဲခံခဲ့ရပြီးတော့ United က 3-1 နှစ်ကျော်ပေါင်း 3-3 အဝေးကိုစီးမြင့်တဲ့အနိုင်ရရှိနောက်တစ်ဆင့်ကိုတက်ရောက်သွားခဲ့ပါတယ်။ဒီညဟာ Rashford ကို Big Game Player တယောက်အဖြစ်ကဘာကအတိမတ်ပြုလိုက်တဲ့ညတညပါပဲ။